ဒီကိုရီးယားလုံးမဲ့မင်္ဂလာပါဗျာနော်ကျွန်တော်တို့ဒါမနေ့ကဆိုလို့ရှိရင်ကျွန်တော်ဒါဟိုယူပါလီစတာနော်ယူပါလီပွဲတွေကတော့ဟိုအရန်ကြီးတော့ဆော့လို့ကောင်းနေတဲ့မှာတော့မပါဘူးဒါပေမဲ့လည်းဆော့ကျင်တဲ့ညီကိုတွေအတွက်ကျွန်တော်ကတော့ဒါ channel ထဲမှာရောပြီးလို့ရှိရင်ဒီဒါဗီဒီယိုလေးနဲ့ပေါ့နော်ဒါတင်ဆက်ပေးခဲ့တယ်ဗျာနော် channel ထဲမှာတော့တင်ပေးခဲ့တယ်ကျွန်တော် body တော့မရပါဘူးမနေ့ကယူပါလီကနည်းနည်းလေးတော့ဟိုမှန်းခတ်တယ်ဗျာနော်ဟိုbody တော့ကျွန်တော်မရပါဘူးကျွန်တော်9ပေါင်းလောက်ပဲကျွန်တော်ရခဲ့တယ်ဗျာနော်ဒီနေ့မှလည်းကျွန်တော်ဒါပွဲတွေကတော့နဲတယ်ဗျာနော်ပွဲနေတဲ့နေရာမှာကျွန်တော်ဒါအကြိုက်ဆုံးပွဲ2ပွဲပေါ့နော်နည်းနည်းလေးကြည့်ကောင်းပြီးရမြန်မြန်ဆက်ဆိုင်နဲ့ကြည့်ကောင်းမဲ့ပွဲ2ပွဲကိုကျွန်တော်ရွေးချယ်ပေးထားတယ်ဒီပွဲလေးကကျွန်တော်ဒါ Serie A ပွဲစဉ်ဖြစ်တယ်ဗျာနော်ဒါ Inter Milan နဲ့ဒါ Pisa နဲ့ဖြစ်တယ်Inter Milan နဲ့ Pisa ဆိုလို့ရှိရင် Inter ဒီလက်ရှိကျွန်တော်ဒါ Serie A မှာဆိုလို့ရှိရင်ဒါဖလားရဖို့အတွက်เนาะဒါထိပ်အဆင့်1မှာရက်တည်နေပြီးတော့ရေပန်းစားတဲ့အသင်းဖြစ်တယ် Pisa ကတော့ကျွန်တော်ဒါတန်းစင်းဆောင်အဆင့်16မှာရှိရဗျာเนาะ Pisa အနေနဲ့ဒီနှစ်မှာဒါဟိုတက်လာပြီးတော့เนาะတက်ပြန်မစင်ဖို့အတွက်ဒီဟိုအကောင်းဆုံးပုံစံနဲ့ပြန်ပြီးတော့ရုံးထားလာမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်ဒါ Inter Milan နဲ့ဒါ Pisa ရဲ့ head to head ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း Inter Milan ကဒါ Pisa နဲ့3ပွဲလောက်ကန်ထားရနေရမှာเนาะကျွန်တော်တို့ဒါဟိုကိုပြက်2ပွဲနိုင်ထားပြီးတော့เนาะကိုပြက်2ပွဲနိုင်ထားပြီးတော့ဒါတပွဲကတရေကစားထားတယ်ဗျာเนาะအဲ့တော့ဒီမနက်ထွက်လာတဲ့ကျွန်တော်တို့ဒါဒီမနက်ပိုင်းဒါ Inter Milan နဲ့ Pisa ရဲ့ဈေးတန်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Inter ဒီ3လုံးသွင်းမှာပျော်ရွှင်ခွင့်ရမယ့်အနေအထားဖြစ်တယ်เนาะနှလုံးဆိုလို့ရှိရင်ကျွန်တော်တို့ဒါတရေလောက်ပဲရှိရဗျာเนาะကိုပေါင်းကတော့ကျွန်တော်တို့ဒါ3လုံး25ပြားရှုံးနဲ့စတင်ထားတယ်ဗျာเนาะကိုပေါင်းကတော့3လုံး25ပြားရှုံးစတင်ထားတယ်အဲ့တော့ကျွန်တော်တို့ကဟိုဒါ Inter Milan ရဲ့လက်ရှိခြေစွမ်းအရရောခြေစွမ်းရဆိုလို့ရှိရင် Inter Milan ဒီနောက်ပိုင်းနေမှာเนาะဒါ Udinese တို့လက်ချီတို့เนาะဒါဒီအသင်းတွေကိုဂိုးပြတ်တော့ဒါအနိုင်ရမှအနေထားတော့မဟုတ်ဘူးเนาะပြီးလို့ရှိရင်ကျွန်တော်အနည်းဆုံးနိုင်မယ်ဆိုရင်တော့မှဒီနေ့ပွဲကကတ်နိုင်သွားဖို့များတယ်ဗျာเนาะကျွန်တော်တို့ Pisa အနေနဲ့ကလည်းကြည့်မယ်ဆိုလို့ရှိရင် Pisa ကလည်းအဝေးကွင်းတွေမှာဆိုလို့ရှိရင်ဘယ်အသင်းဟိုမှာဒါဂိုးပြတ်ချုံးနေထားတာမရှိသေးဘူးတော်တော်များများအသင်းတွေကိုအနည်းဆုံး2ဂိုးလောက်ထိတော့ပေးထားတာတော့ရှိတယ်ဒါပေမဲ့3ဂိုးလောက်ထိဂိုးပြတ်ပေးထားတာတော့မရှိဘူးဗျာเนาะအနည်းဆုံးတရေသို့မဟုတ် 1-0 2-0 လောက်နဲ့ပဲဒါရှုံးထားတာဗျာเนาะအဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင် Inter Milan ဒီ3လုံးသွင်းမှပျော်ရွှင်ခွင့်ရမယ်ဆိုတော့ကျွန်တော်ကတော့ဒီနေ့ပွဲမှာဒါ Pisa body ကိုကျွန်တော်ပိုကြိုက်မိတယ်နော်ကျွန်တော် Pisa body ပိုကြိုက်မိတယ်ဂိုးပေါင်းက3လုံး25ပြားရှုံးဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်သင်းလုံးကလည်းဒါလက်ရှိမှာဟို Inter Milan 9နေရလက်ကောင်းနေဆိုပေမဲ့ဒါ1-0 လောက်နဲ့ပဲကတ်နိုင်ထားတဲ့ပွဲကများတယ်ဗျာနော်ဒီနောက်ပိုင်းနေမှာဆိုလို့ရှိရင်အဲ့တော့ကျွန်တော် Pisa body ရဲ့ဂိုးပေါင်းအောက်ရေကိုကျွန်တော်ပိုကြိုက်တယ်အနည်းဆုံးဒီပွဲလေးကသွားမယ်ဆိုရင်1-1သို့မဟုတ်1-0 2-0 လောက်ပဲကျွန်တော်မှန်းတယ်ဗျာနော်အဲ့တော့ Pisa body နဲ့ဂိုးပေါင်းအောက်ကိုကြိုက်တယ်အကြိုက်တူမှဆော့ပါပြီးရင်ကျွန်တော်ဒါမောင်းကက်လေးတပွဲကောင်းနေတင်ပေးနေတဲ့ channel လေးရှိရဗျာเนาะဒါဗီဒီယိုလေးအောက်မှာဆိုလို့ရှိရင်ချပေးထားတယ်အဲ့တော့ဟိုဝါသနာပါတဲ့ညီကိုတွေဒါလိုချင်တဲ့ညီကိုတွေကလာရောက် join ပေးကြပါ free member ပါဗျာเนาะနောက်ထပ်တစ်ပွဲကတော့ကျွန်တော်ဒါစပိန်လာလီဂါရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒါဟိုမြန်မာစံတော်ချိန်เนาะဒါ2နာရီဝန်းကျင်လောက်မှာစီမံကစားမယ်ဒါ Levante နဲ့ Elche ရဲ့ပွဲစဉ်တွေသုံးသပ်ပြီးမယ်ဗျာเนาะ Levante နဲ့ Elche ရဆိုလို့ရှိရင်လက်ရှိ table ဇယားရဆိုလို့ရှိရင် Levante ဒီကျွန်တော်တို့ဒါတက်ဆင်းဆောင်အဆင့်16မှာရှိတယ် Elche ဒီအဆင့်8မှာရှိရဗျာเนาะနှစ်သင်းလုံးကဒါနိုင်ပွဲလိုနေတဲ့အနေအထားဖြစ်တယ်ဗျာเนาะဒီလက်ရှိဒီမနက်ဈေးတန်းရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ Levante ကကျွန်တော်တို့ဒါအိမ်ကွင်းရနေပြီးတော့တရေ35ပြားရှုံးနော်ကိုပေါင်းကနှလုံးကို80ရှုံးတယ်ဒီမနက်ဈေးတောင်စထားတယ်ဗျာနော်အဲ့တော့ head to head ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Ancient Levante ဒီ Elche ကိုကျွန်တော်တို့ဒါအိမ်ကွင်းမှာနော်ဟိုရှုံးနေထားတာဒီနောက်ပိုင်းနေမှာပြောတာနော်ဒီနောက်ပိုင်းနေမှာ Elche ကိုရှုံးနေထားတာမရှိသေးဘူးတရေသို့မဟုတ်အနိုင်ကန်ထားတယ်ဒါပေမဲ့ဒီနှစ်ရာဒီ Levante ရဲ့စွမ်းဆောင်ရည်ကတော့တော်တော်လေးကိုကျဆင်းနေတာတော့အမှန်ပဲဒီနေ့ပွဲမှာ Levante အနေနဲ့အများဆုံးမျောလင်းလို့ရရင်တရေလောက်ပဲမျောလင်းလို့ရမယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုရင်ဒါ Levante ရဲ့ဒီနှစ်ရာဒီအိမ်ကွင်းစွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုလို့ရှိရင်တရေပွဲနဲ့ဒါရှုံးပွဲသာရှိထားပြီးတော့နော်အိမ်ကွင်းနိုင်ပွဲပျောက်နေတဲ့အသင်းဖြစ်တယ်အဲ့တော့Elche ကလည်းကျွန်တော်တို့ဒါ Elche ကလည်းဟိုခြေစွမ်းကောင်းနေဆိုပေမဲ့အရင်အားရစရာတော့ရှိမနေဘူးဒါပေမဲ့ဟိုဘယ်လိုပဲဖြစ်ဖြစ်ဒါအဝေးကွင်းတွေမှာပြိုင်ဘက်အသင်းတော်တော်များများတော့တရေလောက်ထိခံပြီးတော့ကစားထားနိုင်တယ်ဒီနောက်ပိုင်း Eva တို့เนาะဒါဟို Vallecano တို့ကိုလည်းဒါနိုင်ထားတယ်ဗျာเนาะဒါဟို Valencia ကိုလည်း1-1နဲ့ကစားထားတယ် Sevilla ကိုလည်း1-1နဲ့ကစားထားတယ်2-2နဲ့ကစားထားတယ်ဗျာเนาะအဲ့တော့ဒီနေ့ကဒီဒါ Levante ကလည်းတန်းစင်းဆောင်ကနေရုံးထွက်ဖို့အတွက်လိုအပ်နေတာအကြောင်းเนาะဒီနေ့ပွဲမှာ Levante အနေနဲ့အများဆုံးမျှော်လင့်လို့ရရင်တရေလိုပဲကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်ဒီနေ့ပွဲမှာ Levante body ကိုကျွန်တော်မကြိုက်ဘူးကျွန်တော် Elche body အဝေးကွင်းဖြစ်တဲ့ Elche body ကိုပဲကျွန်တော်ကြိုက်တယ်ဗျာเนาะ Elche ကမနိုင်ဘူးဆိုရင်တော့တေးလောက်ထိတော့ကစားမယ်ဆိုတာပေါ့ယုံကြည်တယ်ပြီးလို့ရှိရင်ဂိုးပေါင်းကကျွန်တော်တို့ဒါနှလုံးကို80ရှုံးဖြစ်တဲ့အတွက်ကြောင့်နှစ်သင်းလုံးကလည်းလက်ရှိမှာဒါဂိုးပေါင်းကအရင်ကြီးပေါ်တဲ့အသင်းတွေမဟုတ်ဘူး
ကိုပေါင်းအောက်တာများတယ်เนาะဒီပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင်တုံးအနည်းဆုံး2-1သွားမယ်ဆိုရင်တော့မှသွားနိုင်ကြီးနဲတယ်ဗျာเนาะပြီးတော့ဖွင့်ထားတဲ့ဈေးတန်းရဆိုလို့ရှိရင်လည်းနှလုံး80ရှုံပေးတဲ့ဈေးတန်းတော်တော်များများဒီကိုအောက်တာ90%ရာခိုင်နှုန်း80%ရာခိုင်နှုန်းလောက်ထိရှိရဗျာเนาะအဲ့တော့ဒီနေ့ပွဲမှာကျွန်တော်နှစ်ပွဲပေးခဲ့တယ်နော်ပီဆာ body ရဲ့ကိုအောက်ရဲ့ပေးခဲ့တယ်နောက်ထပ်တစ်ပွဲကိုကျွန်တော်ဒါ edge body နဲ့ကိုအောက်ကိုကြိုက်တယ်ဗျာနော်ဒါကြိုက်တူမှာဆော့ပါခုနပြောခဲ့တဲ့အတိုင်းပဲ channel ထဲမှာကျွန်တော်အကုန်တင်ပေးပါတယ်နော်လာရောက် join ပေးကြပါအောင်ဗျ